ဟိုးရှိရှိတုန်းကအလွန်ရှိကြတဲ့တိုင်းပြည်တစ်ခုရဲ့နေဆက်ကတောအုပ်လေးတစ်ခုမှာဝေယံလို့အမည်ရတဲ့မိဘမဲ့ကလေးလေးတယောက်ရှိခဲ့ပါတယ်။ဝေယံရဲ့အသက်က12နှစ်လောက်ပဲရှိအောင်ပါ။ဒါပေမဲ့သူပခုံးပေါ်မှာတော့လောကကြီးတစ်ခုလုံးရဲ့ဝန်တော့ဝန်ပိုးတွေကိုထမ်းပိုးထားရတယ်လို့ပါပဲ။သူကမိဘမဲ့ဖြစ်ပြီးအားကိုးရမဲ့နေသူပါ။ရွာသားတွေကသူ့ကိုအတိတ်မကောင်းတဲ့ရေးတစ်ခုလို့သတ်မှတ်ကြတယ်။သူလန်းနဲ့ခြေလန်းတိုင်းကအနှိမ်ခံရမှုနဲ့မုန်းနှီးမှုတွေဝင်ရနေပြီးအမင်္ဂလာတွေတဲဆောင်လာသူလို့အယူရှိကြပါတယ်။ဥပဒေဒီနေ့တနေ့ကုန်ပူပြင်းတဲ့နေပူထဲမှာကျွန်တော်လဲထွန်းခဲ့ပါတယ်ကျွန်တော်နှကန်းတွေ6ကပ်ပြီးခြေထောက်တွေလည်းပေါက်ပြဲကုန်ပါပြီကျွန်တော်ကိုထမင်းနဲ့လုံးနဲ့တောက်ရည်လေးနည်းနည်းလောက်ပေးလို့ရမလားဘိုက်ထဲမှာစားလောင်လွန်းအရန်ပူလောင်နေပါပြီဟေးမင်းဒီအမင်္ဂလာကောင်ရောက်လာပြန်ပြီလားမင်းရဲ့ကြောက်စရာကောင်းတဲ့မျက်နှာနဲ့မင်းငုံငါကဘာလို့ထမင်းကျွေးရမှာလဲမနေ့ကလည်းအလုတ်လို့ရင်ပစိန်ကိုလွတ်ချလိုက်လို့ငားလေတဲ့ကမြေတွေအမင်္ဂလာဖြစ်ကုန်ပြီဒါပေမဲ့ဥပဒေပစိန်ကလက်ထဲကချောထွက်သွားတာပါကျွန်တော်တမင်လောက်တာမဟုတ်ပါဘူးတိတ်ဆန်းမင်းရဲ့အမင်္ဂလာရှိမှုကြောင့်ငါတီးနှံနေပြစီကုန်တာမင်းငါလည်းမအလုပ်လုပ်ပေးတာကရောဘာအရေးလဲမင်းကငါမြေပေါ်မှာဝန်တော့ဝင်ဖို့ပဲဒီနေ့မင်းဘာမှမရစေရဘူးနောက်ရက်ဒီမှာမင်းရဲ့အရေးအယောင်တောင်ငါအပေါ်လာမကြစေနဲ့မဟုတ်ရင်မင်းအချင်းတွေမတွေးဝင်စရာဖြစ်သွားမယ်သွားစမ်းဒီကထွက်သွားဝေယံကသူ့ရဲ့စိတ်ပြတ်မှုတွေကိုမျက်ဝန်းထဲမှာပေါ်မလာအောင်ထိန်းထားပြီးတော့သူ့ရဲ့ဒဲဆိုလေးစီကိုရှောက်သွားခဲ့ပါတယ်။အခုချိန်မှာဗိုက်စားတဲ့တန်ထက်သူ့စိတ်ထဲမှာမတရားမှုတွေအပေါ်ခါးတိမှုတွေကပိုပြီးတော့ပြင်းထန်နေပါတယ်။အိုးဘုရားသခင်ကျွန်တော်ဒါတွေကိုဘယ်အချိန်ထိတည်ခံနေရမှာလဲ။ကျွန်တော်တကယ်ပဲအပြစ်တစ်ခုခုကျူးလွန်ခဲ့လို့လား။ကျွန်တော်သိပါတယ်။ဒီနေ့မှာဒီမတရားမှုတွေကိုကျွန်တော်ပြန်လဲတုံ့ပြန်နိုင်ရမယ်လို့ကျွန်တော်ယုံကြည်ပါတယ်။တကယ်ကိုတုံ့ပြန်ပြပါမယ်။နောက်ရက်မှာတော့ရွာထဲမှာအဖြစ်အပျက်ကြီးတစ်ခုဖြစ်ပွားခဲ့ပါတယ်။ရွာမှာချမ်းသာဆုံးကုန်သည်ဖြစ်တဲ့ဥပလွင်ရဲ့အိမ်ကအဖိုးတန်ဆုံးအမွေနေဖြစ်တဲ့စိန်စီထားတဲ့လက်ကောက်ကြီးတစ်ကွင်းပျောက်ဆုံးသွားပါတယ်။တရွာလုံးရုံးရင်ဆန်ခတ်ဖြစ်သွားကြပြီးဥပလွင်ကမိဘမဲ့ဝေယံကိုချက်ချင်းတန်မြဝင်มาတော့တယ်။အဲ့ဒီနောက်ဥပလွင်နဲ့ရွာလူကြီးဦးမြိုင်တို့ကလူအုပ်ကြီးနဲ့အတူဝေယံရဲ့တဲလေးစီကိုချီတက်သွားကြပါတယ်။ဖန်ဆန်ဒီကောင်တစ်ခုပဲဒီအမင်္ဂလာကောင်ကငါရဲ့ကံကြမ္မာကိုစားနေတာငါလက်ကောက်ကိုသူပဲခိုးတာဖြစ်ရမယ်ဒီရွာမှာသူကလွှဲရင်ဘယ်သူကတခိုးဖြစ်အောင်ပါလဲဝေယံအမှန်တိုင်းပြောစမ်းလက်ကောက်ကိုဘယ်မှာဖွက်ထားလဲမင်းတို့အမင်္ဂလာကောင်ကခိုးတာကလွဲလို့ဘာလုပ်တတ်မှာလဲအမှန်တိုင်းမပြောရင်မင်းရဲ့အရေးကုန်ကိုစုပ်ပြစ်မယ်ကျွန်တော်ဘာမှမလုပ်ပါဘူးဦးမြိုင်ကြီးကျွန်တော်တနေ့ကုန်တောထဲမှာထင်းကောက်နေတာပါကျွန်တော်မှာစားဖို့တောင်ထမင်းမရှိဘူးကျွန်တော်မှာစားဖို့ထမင်းတောင်မရှိတာစိတ်လက်ကောက်ကိုကျွန်တော်ကဘာလုပ်ရမှာလဲဒီကောင်လိန်နေတာရှာစံသူ့တဲထဲကိုသွားရှာကြစံရွာသားတွေကဝေးရန်ကိုအပြင်းထန်ရိုက်နှက်ကြပါတယ်ပြီးတော့ဒါကအမင်္ဂလာတွေရဲ့အရေးမြစ်ပဲလို့ပြောပြီးတော့သူ့ရဲ့တဲဆိုလေးကိုပါမီးရှို့ဖျက်ဆီးပစ်လိုက်ကြပါတယ်လက်ကောက်ကိုရှာမတွေ့တဲ့အခါမှာတော့သူတို့ကဝေးရန်ကိုတေလူမျောပါဖြစ်အောင်လုပ်ပြီးရွာပြင်ကိုထုတ်ပစ်လိုက်ကြပါတယ်ဝေးရန်ကဒီရွာမှာဆက်နေရတာကတရားတာထက်ပိုဆိုးမှန်တည်သွားခဲ့ပါပြီညမောင်မောင်မှာဒဏ်ရာအနာတရားတွေနဲ့စိတ်ဒဏ်ရာတွေကိုထမ်းပိုးပြီးကြောက်မဖွယ်ကောင်းတဲ့တောနယ်တွေကိုသူကထွက်ခွာလာခဲ့ပါတယ်။ဝေယံကရပ်ပေါင်းများစွာလမ်းလျှောက်လာခဲ့ရတာကြောင့်ခြေထောက်တွေမှာအကြီးကြီးဖူးတွေပေါင်းနေပြီးခန္ဓာကိုယ်ကလည်းအားအိမ်ကုန်ခန့်နေပါပြီ။နောက်ဆုံးမှာတော့နေအောင်ကြီးတောင်မြေပြင်ကိုခဲစွာရောက်နိုင်တဲ့တောနယ်ပိုင်းတနေရာကိုရှောက်သွားပါတယ်။တောအုပ်ရဲ့တိတ်ဆိတ်မှုနဲ့မောင်မိုင်းမှုကရွာသားတွေရဲ့နှိမ်ချမှုထက်စားရင်သူ့အတွက်ပိုကောင်းနေပါသေးတယ်။အနည်းဆုံးတော့ဒီကတောရဲ့တိတ်ဆန်တွေကဘိုက်စာလို့သာအမဲလိုက်ကြတာပါ။မုံတီလို့မဟုတ်ကြပါဘူး။ဝေယံကနှစ်ပေါင်းထောင်ချီတက်တန်းရှိတဲ့ညောင်ပင်ကြီးတစ်ပင်အောင်မှလဲကျသွားပါတယ်။သူ့ခန္ဓာကိုယ်ကနာကျင်မှုတွေကြောင့်ကြေမွားမတက်ဖြစ်နေတော့မှပဲသူ့ရှင်မှာထူးခြားတဲ့လင်းရောင်တစ်ခုကိုမြင်လိုက်ရပါတယ်။အဲ့ဒီလင်းရောင်ကအေးချမ်းပြီးကြည်လင်တဲ့မျက်နှာရှိတဲ့ဆရာတော်တစ်ပါးထံကလာတာပါ။အဲ့ဒါကတော့ဆရာတော်ဝိသုဒ္ဓပဲဖြစ်ပါတယ်။ချစ်သားဝေယံထလောမင်းဘသူလဲဘလို့ဆင်းရဲဒုက္ခတွေကိုဖျက်ဆီးခဲ့ရလဲဆိုတာငါသိပါတယ်။ထိုင်မအောင်မင်းဒီလိုအရှာတို့ကအနှိမ်ခံပြီးမရှင်တန်တဲ့မူမင်းရဲ့ကံကြမ္မာကမင်းကိုကြီးမြတ်တဲ့စီကိုခေါ်ဆောင်သွားနေတာပါအရှင်ကဘယ်သူလဲခမညာပြီးတော့ကျွန်တော်နာမည်ကိုဘယ်လိုသိတာလဲအရှင်ကရောတခြားလူတွေလိုပဲကျွန်တော်ကိုအမင်္ဂလာကောင်လို့သတ်မှတ်တာလားငါမင်းကိုအမင်္ဂလာကောင်လို့မယူဆပါဘူးငါကမင်းရဲ့ကံကြမ္မာမှာပါဝင်တဲ့အမှန်တရားကိုပြသဖို့လာခဲ့တာပါအဲ့ဒီအမှန်တရားကနှစ်ပေါင်းများစွာမုန်းတီးမှုတွေအောက်မှာဖုံးကွယ်နေခဲ့တာပါနားထောင်မှာမင်းရဲ့ဇလန်းကဆင်းရဲဒုက္ခတသက်မဟုတ်ဘူးကြီးမြတ်တဲ့ဆွလွန်မှုနဲ့မင်းမျိုးမင်းနဲ့သွေးပါတဲ့ဇလန်းဖြစ်တယ်
စွန့်လွတ်မှုလားကျွန်တော်ကမိဘမဲ့တယောက်ပါကျွန်တော်မှာဘာဇလန်းမှမရှိပါဘူးအဲ့ဒါအမှန်မဟုတ်ဘူးမင်းကအင်အားကြီးတဲ့ဘုရင်တစ်ပါးရဲ့သားတော်ဖြစ်တယ်မင်းရဲ့ခမဲတော်ကတော့မင်းကြီးဝီကရာပဲဖြစ်ပြီးအခုထိမင်းကိုရှာနေတော့မယ်မင်းရဲ့မဲတော်မိဖုရားရွှေဝါကဒီတော့ထဲမှာမင်းကိုစွန့်ပစ်ခဲ့တာမဟုတ်ဘူးသူမကကြောက်စရာကောင်းတဲ့ဆုံးမကြီးရဲ့ကျင်းစာကြောင့်အသက်ဆုံးပါခဲ့ရတာဗျာကျွန်တော်မဲတော်ကမိဖုရားတစ်ပါးဟုတ်လားကျင်းစာလားအရှင်ကျွန်တော်ကိုရှင်းရှင်းလင်းလင်းမိန့်ကြားပေးပါဦးတေချာနားထောင်မှာငါသာမင်းရဲ့မဲတော်မိဖုရားရွှေဝါကသူရိယတိုင်းပြည်ရဲ့တရားမျှတပြီးတီလာရှိတဲ့မိဖုရားတစ်ပါးပဲမင်းရဲ့ခမဲတော်မင်းကြီးဝီကရာကလည်းသူမကိုအယမ်းချစ်မြတ်နိုးတယ်နန်းတော်ထဲမှာကာလီနီဆိုတဲ့အစွမ်းထက်တဲ့ဆုံးမကြီးတစ်ယောက်ရှိခဲ့တယ်သူမကမင်းကြီးကိုလှည့်ပြပြီးပိုင်ဆိုင်ခြင်းခဲ့တာမင်းကြီးကမိဖုရားရွှေဝါကိုရွေးချယ်လိုက်တဲ့အခါကာလီနီကမနာလိုစိတ်တွေဖြစ်လာခဲ့တယ်သူမကမင်းကိုကိုယ်ဝင်ဆောင်ထားတဲ့အချိန်ကစပြီးအခွင့်အရေးကိုဆောင်နေခဲ့တယ်မင်းမွေးဖွားပြီး6ရက်မြောက်နေ့မှာကာလီနီကနန်းတော်ထဲကိုဝင်လာပြီးကြောက်စရာကောင်းတဲ့ချိန်စာကိုတိုက်ခဲ့တယ်ရွှေဝါနင်မွေးလိုက်တဲ့သားကသူ့ရဲ့ဘဝဦးပိုင်းမှာနင်းရဲ့အကြီးမားဆုံးရန်သူဖြစ်လိမ့်မယ်နင်းရဲ့အချစ်ကပဲနင်းကိုသိစေလိမ့်မယ်နင်းသားကလည်းလောကမှာအနှိမ်ခံရပြီးမိဘမဲ့အဖြစ်လှည့်လည်ရလိမ့်မယ်ဒီချိန်စာကြောင့်သူရိယရဲ့ထီနန်းပေါ်မှာအရေးမဲတွေကြားရောက်စေရမယ်သူကအဲ့ဒီလိုချိန်စာတိုက်ခဲ့တာဖះကြီးဒါတကယ်ကိုကြောက်စရာကောင်းလာကြီးလားမင်းရဲ့မဲတော်မိဖုရားရွှေဝါကဒီချိန်စာရဲ့အကျိုးသက်ရောက်မှုကိုနားလည်ခဲ့တယ်သူမနန်းတော်မှာဆက်ရှိနေသူရဲ့ချိန်စာကမင်းနဲ့မင်းကြီးရဲ့တိုင်းပြည်ကိုဖျက်ဆီးလိမ့်မယ်ဆိုတာသိခဲ့တယ်အဲဒါကြောင့်တညမှာသူမကမင်းကိုပွေ့ချပြီးနန်းတော်ရဲ့လှုပ်ဝက်လန်းကနေတိတ်ဆိတ်ထွက်ပြေးဖို့ဆုံးဖြတ်ခဲ့တယ်မင်းကိုဘေးကင်းအောင်မဲတော်ကမစားမတော့မနာတမ်းပြေးခဲ့ရတယ်ဆုံးမကြီးရဲ့အညိုရီနဲ့ဝေးရကိုခေါ်သွားခြင်းခဲ့တာနန်းတော်နဲ့အတော်လန်းလန်းကိုရောက်ပြီလို့ထင်တဲ့အချိန်မှာဒီတော့အဆက်မှာသူမနားခိုခဲ့တယ်အဲ့ဒီအချိန်မှာပဲကျင်းစားကစတင်အလုပ်လုပ်တော့တယ်ကျင်းစားရဲ့ကိုဝါဖြစ်တဲ့အစိပ်ပြင်းမွေတဲ့ကောင်ကသူမကိုကိုင်လိုက်တယ်မဲတော်ကနောက်ဆုံးထွက်သက်မှာမင်းကိုရင်ဝင်နဲ့ထည့်ထားခဲ့တယ်သူမရဲ့တည်ဆုံးမှုကကြီးမြတ်တဲ့ဆွမ်းလွတ်မှုပဲသူမမရှိတော့မှသာမင်းအသက်ရှင်နိုင်မယ်ဆိုတာသူမသိခဲ့လို့ပါဒါဆိုကျွန်တော်ကြောင့်မဲတော်တည်ဆုံးခဲ့ရတာပေါ့ကျွန်တော်လည်းဒီနှစ်တည်းတလျှောက်ဆင်းရဲဒုက္ခတွေခံစားခဲ့ရတာမဟုတ်ဘူးငါသာမင်းမဲတော်ရဲ့ဆွမ်းလွတ်မှုကကြီးမြတ်ပါတယ်အခုမင်းခံစားနေရတဲ့ဆင်းရဲဒုက္ခတွေအနိုင်ခံရတာတွေကချိန်စားရဲ့လက်ကျန်အပိုင်းတွေပဲဒါပေမဲ့မင်းရဲ့ဘဝစဝန်းကအခုပြောင်းလဲတော့မှာချိန်စားကိုချိုးဖျက်ဖို့မင်းအတွက်အရာတစ်ခုလိုအပ်တယ်ငါသာပထမတစ်ခုကနတ်တာမင်းကကာလာမောစနာနဲ့ဂူရဲကိုဝင်ပြီးအဲ့ဒီဓာတ်ကိုရအောင်ယူရမယ်ဒုတိယတစ်ခုကတော့မဲတော်နတ်မင်းကြီးရဲ့ကောင်းကြီးမင်းကတတ္တိဗိမာန်ကျောင်းတော်ကိုသွားပြီးမဲတော်မဟာမာယာရဲ့ကောင်းကြီးကိုယူရမယ်ကျွန်တော်အသက်မှာပဲအရှင်ကျွန်တော်ကိုလမ်းညွှန်ပေးပါအောင်ကျွန်တော်မဲတော်ရဲ့ဆွမ်းလွတ်မှုကိုအချီးနှီးမဖြစ်စေရဘူးကျွန်တော်အသင်ဖြစ်ပါပြီမိန်ကြပေးပါဆရာတော်ကဝေရံကိုဂူရှိရာရက်ကိုလမ်းညွှန်ပေးလိုက်ပါတယ်အဲ့ဒီဂူကိုသွားရမယ့်လမ်းခီးကတော့ဘေးရန်နေရတွေနဲ့ပြင်းထန်နေပါတယ်ဝေရံက3ရက်တိုင်းခက်ခဲတဲ့ခီးကိုနင်းပြီးတဲ့နောက်မှာကာလာမောဇနာဂူရဲ့အဝင်ဝါကိုရောက်ရှိလာပါတယ်ဂူဝမှာတော့မဟာကာလလို့ခေါ်တဲ့ကြီးမားလာတဲ့ဂူဆောင်နာမည်ကြီးရှိနေခဲ့ပါတယ်ရက်လိုက်စံတငယ်ဒါကကာလာမောစနာကူပဲဒီထဲကိုအာဂါတာနောင်တနဲ့တန်ရဆိုတဲ့မီလီယံစမ်းသပ်မှု3ခုကိုအောင်မြင်တဲ့သူမှသာဝင်ခွင့်ရှိတယ်။မင်းကမိပါမယ်။အားနေပြီးကြောက်ရွံ့နေတဲ့သူပဲပြန်သွားလိုက်စမ်း။ကျွန်တော်မိပါမယ်ဖြစ်တာမှန်ပါတယ်။ဒါပေမဲ့အားမနေပါဘူး။ကျွန်တော်နှစ်ပေါင်းများစွာမုန်းတီးမှုတွေကိုအန်တုခဲ့တာပါ။ကျွန်တော်မဲတော်အတွက်တရားမျှတမှုရှာဖွေဖို့လာတာဖြစ်လို့တရားမှာကိုလည်းမကြောက်ပါဘူး။ကျွန်တော်ရဲ့စိတ်ဆန္ဒကကျွန်တော်ရဲ့အင်အားပဲ။မင်းရဲ့စိတ်ဓာတ်ခိုင်မာမှုကိုစမ်းသပ်ရတာပေါ့အထဲကိုဝင်သွားမင်းရဲ့စိတ်ကတစ်စက္ကန့်လေးတုံးလို့သွားရင်တောင်မင်းဒီနေရာမှာတင်ကြောက်ရွံ့ဖြစ်သွားမယ်ဝေယံကဂူရဲ့အမောင်တို့ကိုခြေလန့်လိုက်ပါတယ်ဝင်လိုက်တာနဲ့သူ့ရှိမှာပထမဆုံးလှည့်စားမှုကြီးပေါ်ပေါက်လာပါတော့တယ်ဝေယံကသူ့ကိုနှိပ်စက်ခဲ့တဲ့ဥပါဒင်းနဲ့ရွာလူကြီးဥမြိုင်တို့သူ့ရှိမှာတန်ချေချင်းနေနဲ့အချီခံထားရပြီးတောင်းပန်နေတာကိုမြင်လိုက်ရပါတယ်မင်းသားဝေယံကျွန်တော်တို့ကိုခွင့်လွှတ်ပေးပါကျွန်တော်တို့အပြစ်ရှိသူတွေပါမင်းသားကိုငတ်မအောင်လုပ်ခဲ့တယ်ရိုက်နှက်ခဲ့တယ်ကျွန်တော်တို့ရဲ့ပိုင်ဆိုင်မှုတွေအကုန်ယူပြီးကျွန်တော်တို့ကိုနာကျင်စွာတပ်ပစ်လိုက်ပါတော့ဟုတ်ပါတယ်ဝေယံမင်းကငါတို့ရဲ့ဘေးမယ်ငါတို့ကိုတပ်ပစ်ပါငါတို့မင်းကိုနှိပ်စက်ခဲ့သလိုမျိုးငါတို့ကိုလည်းတဖြည်းဖြည်းချင်းနှိပ်စက်ပြီးတပ်ပါဒါကတရားမျှတမှုပဲကျွန်တော်ဒီလူရောမာတွေကိုတပ်ပစ်မယ်ဒါပေမဲ့ကျွန်တော်မယ်တော်ရဲ့ကျင်းစာကမဟုတ်ဘူး
ချစ်သားလက်စားချီတဲ့သူကချင်းစားကိုဘဲတော့မှမချိုးဖြတ်နိုင်ဘူးမဟုတ်ဘူးငါရဲ့တရားမျှတမှုကဓာတ်နဲ့ဆုံးဖြတ်မှာမဟုတ်ဘူးငါရဲ့တာဝန်နဲ့ပဲဆုံးဖြတ်မှာငါသူတို့ကိုခွင့်လွှတ်ပြီးငါလမ်းကိုငါခိုင်ခိုင်မာမာဆက်ရှောင်မယ်ငါဒီကိုလာတာဒေါသနဲ့လက်စားချေဖို့အတွက်မဟုတ်ဘူးသူအဲ့ဒီလိုပြောလိုက်တာနဲ့ဥပဒေနဲ့ရွာလူကြီးတို့ကအမောင်ထဲမှာပျောက်ကွယ်သွားပါတယ်ဒုတိယအဆင့်မှာတော့ဝေယံကကွယ်လွန်သွားပြီဖြစ်တဲ့သူ့မယ်တော်မိဖုရားရွှေဝါကိုရှေ့မှမြင်လိုက်ရပါတယ်မယ်တော်ကသွေးအလိမ့်လိမ့်နဲ့မျက်ဝန်းမှာလည်းစိတ်ပြတ်မှုတွေပြနေပါတယ်ဝေယံမင်းငါသားမဟုတ်ဘူးငါ့ကိုတတ်တဲ့သူပဲမင်းကြောင့်ငါတည်ခဲ့ရတာမင်းကိုကယ်ဖို့ငါနန်းတော်ကထွက်လာခဲ့တာဒါပေမဲ့မင်းကအရန်အားနဲ့လွန်တော့ဒီနှစ်ဒီမှာအနှိမ်ခံရရုံပဲရှိတယ်မင်းကကန်ဆိုးတဲ့ကောင်ပဲမဲတော့မဟုတ်ဘူးကျွန်တော်ကတကယ်ပဲမထိုက်တန်တဲ့သူလားကျွန်တော်ကြောင့်ချစ်တာမင်းရဲ့မဲတော်ကဆွန့်လွတ်ခဲ့တာသူမမင်းကိုချစ်တယ်နောင်တဆိုတာမိစ္ဆာတွေရဲ့အစာပဲထားစမ်းထားလိုက်စမ်းမဟုတ်ဘူးမဲတော်ကကျွန်တော်ကိုမေတ္တာပေးခဲ့တာသူမရဲ့ဆွန့်လွတ်မှုကအလဟတ်တမဖြစ်စေရဘူးမဲတော်သိဆုံးမှုအတွက်ကျွန်တော်တာဝန်မရှိဘူးမဲတော်ကိုစိတ်မပြတ်စေရဘူးကျွန်တော်ရဲ့နောင်တတွေကိုဒီမှာတင်ဆွန့်လွတ်ခဲ့ပြီမဲတော်ရဲ့ပုံရိပ်ပြောက်ကွယ်သွားပါတယ်ဝေရရဲ့ရင်ထဲမှာနှစ်ပေါင်းများစွာထမ်းထားရတဲ့အလေးကြီးကျသွားသလိုပေါ်ပါသွားပါတော့တယ်နောက်ဆုံးတစ်ခါမှာတော့ဝေရကဆရာတော်ဝိသုဒ္ဓကိုယ်တိုင်ရက်နေတာကိုတွေ့လိုက်ရပါတယ်ဒါပေမဲ့ဆရာတော်မျက်လုံးတွေကကောက်ကျစ်နေပါတယ်ဝေရမင်းပင်ပန်းနေပြီငါစကားနားထောင်စမ်းဒါတွေအားလုံးကအလိမ်ညာတွေပဲမင်းကဘယင်သားလည်းမဟုတ်ဘူးဘာချိန်စာမှလည်းမရှိဘူးငါမင်းကိုရွာကိုပဲပြန်ခေါ်သွားမယ်အဲ့ဒီမှာမင်းအေးအေးဆေးဆေးနေလို့ရတာပေါ့အရှင်ကဆရာတော်ဝိသုဒ္ဓမဖြစ်နိုင်ဘူးဆရာတော်ကကျွန်တော်ကိုအမှန်တရားနဲ့တရားမျှတမှုဆိုတဲ့ဓာတ်ကိုပေးခဲ့တာအရှင်ကတန်တရားပဲကျွန်တော်ပြန်လှည့်သွားရင်ကျွန်တော်မယ်တော်ရဲ့ဆွန့်လွတ်မှုတွေအချင်းကြီးဖြစ်သွားလိမ့်မယ်ခမဲတော်ကိုလည်းဘေးဒုက္ခထဲမှာမထားခဲ့နိုင်ဘူးကျွန်တော်ရဲ့ကံကြမ္မာကိုတန်တရားမဖြစ်ဘူးဝေယံကခိုင်မာတဲ့ဆုံးဖြတ်ချက်ကိုထက်ခါတလဲလဲပြောလိုက်တဲ့အခါမှာတော့လက်စားမှုတွေနဲ့အရေးတွေအားလုံးပြောက်ကွယ်သွားပါတယ်အမောင်တူးတွေလွန်ဆွန်သွားပြီးစင်မြင့်တစ်ခုပေါ်မှာလေထဲမှာဝဲနေတဲ့ထူးခြားတဲ့ဓာတ်တလက်ကိုမြင်လိုက်ရပါတယ်သားရုဝေယံမင်းမီလီယံစံသက်မှု၃ခုစလုံးကိုကြော်ဖြတ်နိုင်ခဲ့ပြီးမင်းရဲ့စိတ်ထဲကရန်သူအားလုံးကိုအောက်နိုင်ခဲ့ပြီးဒီဓာတ်ကမင်းပိုင်ပြီဒါကလက်နက်တစ်ခုတည်းမဟုတ်ပဲအမှန်တရားမျှတမှုနဲ့တန့်ဆင်မှုရဲ့ပြရုပ်ပဲဝေယံကမော်သားကိုကံမြောက်လိုက်ပါတယ်ဓာတ်ကိုထိလိုက်တာနဲ့သူ့ခန္ဓာကိုယ်ထဲမှာအရင်ကမရှိဘူးတဲ့စွမ်းအားအသစ်တွေစီးဆင်းသွားပါတယ်အလွန်ကောင်းတဲ့ဝေယံအခုဒုတိယမြောက်နဲ့အခက်ခဲဆုံးအဆင့်ကတော့မဲတော်မဟာမာယာရဲ့ကောင်းကြီးကိုရယူဖို့ပဲအဲ့ဒီအတွက်မင်းတာယာမှုရှုံမြောင်ကိုဖျက်ကျော်ရလိမ့်မယ်လမ်းလျှောက်လာရင်ဝေယံကလှပတဲ့မြို့တော်ကြီးတစ်ခုကိုမြင်လိုက်ရပါတယ်ဒီမျိုးကသူနေခဲ့တဲ့ရွာလေးနဲ့တူပေမဲ့ဒီမှာလူတိုင်းကပြုံးရွှင်နေပြီးဝေယံကိုဘရင်တစ်ပါးလို့ဆက်ဆံကြပါတယ်လှပတဲ့မိန်းကလေးတယောက်ကလည်းရွှေပလင်ပေါ်မှာထိုင်နေပါတယ်မင်းသားဝေယံဒီမှာမင်းသားကိုစောင့်နေကြတာပါဒီတိုင်းပြည်ကမင်းသားပိုင်တာပဲလာပါကျမနဲ့လက်ထပ်ပါမင်းသားအတွက်ထီနန်းစီးစိမ်နဲ့အချစ်တွေအားလုံးရပါလိမ့်မယ်ဒီမှာဘာတိုက်ပွဲမှမရှိဘူးထာဝရပျော်ရွှင်မှုပဲရှိတယ်ဟုတ်လားတကယ်ပဲပျော်ရွှင်ရမှာလားမဟုတ်ဘူးဒါတွေကအလိမ်ညာတွေပဲငါမေတော်ကအသက်ကိုဆုံးခဲ့ရတယ်ငါကမဲတော်ကဘေးဒုက္ခတွေမှာငါကကိုယ်တာယာမှုအတွက်တာဝန်တွေကိုမမိတ်နိုင်ဘူးဒါကတာယာမှုတသက်ပဲဝေယံကတာယာမှုအနောင်ဖွဲ့ကိုဖျက်တောက်လိုက်တဲ့အခါမြို့တော်ကြီးပျောက်ကွယ်သွားပြီးအရင်လိုတောလန့်မဲ့ပြန်ဖြစ်သွားပါတယ်ရှေ့ဆက်သွားတဲ့အခါနောက်ထပ်မြင်ကွင်းတစ်ခုပေါ်လာပါတယ်အရေးဘီရင်တစ်ပါးကထီးနှံမောင်မှာထိုင်နေပြီးသူ့မှာအတိုင်းအဆမရှိတဲ့စစ်တပ်နဲ့ရွှေငွေတွေရှိနေပါတယ်ဝေယံမင်းကမင်းသားပဲဒါပေမဲ့တရားမျှတမှုစီကမင်းပါရခဲ့လေအနှိမ်ခံရတာနဲ့ဆင်းရဲဒုက္ခပဲမဟုတ်လားငါမင်းကိုအကန့်အသတ်မရှိတဲ့အစွမ်းနေပေးမယ်ငါစစ်တပ်ကိုယူသွားသူရိယတိုင်းပြည်ကိုသိမ်းပိုက်လိုက်ပြီးတော့ရွာကိုအရင်သွားပြီးဥပဒေနဲ့ရွာလူကြီးကိုအပြင်းအထန်နှိပ်စက်လိုက်မင်းရဲ့အရှက်ရမှုတွေအတွက်လက်စားချေလိုက်စမ်းဒါကတရားမျှတမှုဖြစ်လိမ့်မယ်ဟုတ်တယ်ငါသူတို့ကိုနှိပ်စက်မယ်ငါသာမင်းဘသူကိုဆွန့်လွတ်ခဲ့လဲဆိုတာပြန်စဉ်းစားပါဦးမဟုတ်ဘူးငါသာလက်စားချေရင်အဲ့ဒီဇုံးမကြီးလိုပဲလူယုံမှာဖြစ်သွားလိမ့်မယ်ငါမေတော်ရဲ့ဆွန့်လွတ်မှုကခွန်းလွတ်ခြင်းကိုသင်ပေးခဲ့တာလက်စားချေဖို့မဟုတ်ဘူး
အသင်းရဲ့အစွမ်းတွေကိုငါညင်းပယ်တယ်။အရေးပြင်းတဲ့သူစစ်တပ်ကပြာဖြစ်ပြောင်းလဲသွားပါတယ်။ဝီယန်ကအခုဆိုရင်ဒေါသနဲ့လောဘနှစ်ခုစလုံးကိုဆွန့်လွတ်နိုင်ခဲ့ပါပြီ။ဝီယန်ကတက်တိဗိမာန်ကျောင်းတော်ကိုရောက်ရှိလာပါတယ်။ကျောင်းတော်ရဲ့တကားမှာဘာရုပ်ထုမှမရှိပါဘူး။အမြဲတမ်းတောက်လောင်နေတဲ့စီမီတိုင်တစ်ခုပဲရှိပါတယ်။အိုးမဲတော်မဟာမာယာကျွန်တော်ဓာတ်ကိုလည်းရခဲ့ပြီ။လှည့်စားမှုတွေကိုလည်းအောင်နိုင်ခဲ့ပြီ။အခုကျွန်တော်ကိုအစွမ်းနေပေးသနာတော်မူပါ။ချစ်သားဝီယန်မင်းကလော်ဂီစီစိန်နဲ့လက်စားချေလိုတဲ့ဆန္ဒတွေကိုအောင်နိုင်ခဲ့ပြီ။ဒါပေမဲ့ဂျင်းစာဆိုတာမင်းရဲ့အချစ်ဆုံးအရာကိုစွန့်လွတ်နိုင်မှသာလုံးဝပြည့်ပြည့်သွားမှာဖြစ်တယ်။ကျွန်တော်မှအချစ်ဆုံးဆိုလို့မဲတော့အတွက်တရားမျှတမှုရှာပေးဖို့ရထားတဲ့ဒီမော်ဒါတစ်လက်ပဲရှိတာပါ။ဒီဓာတ်ကိုစွန့်လွတ်ရမှာလားမဲတော့။မိုင်မဲတဲ့သားဒီဓာတ်ကတရားဓမ္မရဲ့ပြရုပ်ပဲ။မင်းတကယ်စွန့်လွတ်ရမှာကမင်းရဲ့တော်သားမင်းရဲ့အရှက်ရောက်မှုတွေနဲ့မင်းရဲ့ရင်ထဲမှာနှစ်ပေါင်းများစွာမွေးမြူထားတဲ့ခါးသီးနာကျင်မှုတွေပဲဖြစ်တယ်။မင်းရဲ့ဝမ်းနည်းမှုနဲ့ဒေါသတွေကိုဆွန့်လွတ်လိုက်ပါဝေယံ။မင်းကိုရိုက်နှက်ခဲ့တဲ့သူအငတ်ထားခဲ့တဲ့သူနှိမ်ချခဲ့တဲ့သူအဲ့ဒီရန်သူအားလုံးကိုခွင့်လွှတ်ပေးလိုက်ပါ။အကျွမ်းမဲ့ခွင့်လွှတ်ခြင်းကသာကျင်းစာကိုအမြင့်ပြတ်ချေဖြတ်နိုင်လိမ့်မယ်။ဝေယံကသူ့ရဲ့ခွန်အားလုံးကိုစူးစီးလိုက်ပါတယ်။သူနှစ်ပေါင်းများစွာခံစားခဲ့ရတဲ့နာကျင်မှုတွေမုန်းတီးမှုတွေအားလုံးကိုပြန်တွေးလိုက်ပြီးမျက်လုံးကိုမိတ်ကစိတ်ထဲကနေအခုလိုပြောလိုက်ပါတယ်။အိုးမဲတော့ကျွန်တော်ကဥပါထေရွာလူကြီးနဲ့ရွာသားအလုံးရဲ့မတိနားမလည်မှုတွေကိုခွန်လွှတ်လိုက်ပါပြီ။ကျွန်တော်စိတ်ထဲမှာဘာနာကျင်မှုမှမရှိတော့ပါဘူး။ကျွန်တော်အခုကစပြီးမေတ္တာတရားနဲ့တာဝန်ဝတ္တရားအတွက်ပဲအသက်ရှင်ပါတော့မယ်။ဝေယံကစစ်မှန်တဲ့စင်ရင်နဲ့ခွန်လွှတ်လိုက်တဲ့အခါမှာတော့စီမီတိုင်ကနေထူးခြားတဲ့လင်းနံတစ်ခုထွက်ပေါ်လာပြီးဝေယံရဲ့ရင်ထဲကိုစီးဝင်သွားပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ကအတွင်းပိုင်းကနေတန်းစင်သွားပါတော့တယ်။တာရုပါချစ်သားဝေယံမင်းရဲ့ကျင်းစာပြက်ပြဲသွားပြီးငါရဲ့ကောင်းကြီးကြောင့်မင်းကမင်းမျိုးမင်းနွယ်တို့ရဲ့အသိပညာအတိုင်းအစမဲ့ခွန်အားနဲ့စီးစိမ်ချမ်းသာတွေကိုရရှိစေရမယ်။အခုမင်းကမင်းသားလေးမဟုတ်တော့ဘဲအင်ရှင်မင်းသားဖြစ်သွားပြီ။သွားတော့အချိန်တန်ပြီ။မင်းရဲ့ခမဲတော်မင်းကြီးဝီကရာကအန်ရီနဲ့ရင်ဆိုင်နေရပြီးမင်းကိုရှာနေတယ်။သွားပြီးကဲတင်တော့မင်းရဲ့ထိနှက်အာဏာကိုပြန်လဲရယူတော့မဲတော်ရဲ့ကောင်းကြီးကိုရယူပြီးတဲ့နောက်ဝေယံရဲ့ခန္ဓာကိုယ်ကရွှေရောင်အစင်းနဲ့တောက်ပနေပါတယ်။သူ့ရဲ့မျက်နှာမှာလည်းမင်းမျိုးမင်းနွယ်တို့ရဲ့ဂုဏ်ထွက်နဲ့ယုံကြည်မှုတွေပြည့်နေပါတယ်။တာရုဝေယံမင်းကအခက်အခဲတွေကိုကြော်ဖြတ်နိုင်ခဲ့ပြီးဘေးဒုက္ခတွေကိုမစုံမနစ်တဲ့တတ္တိနဲ့အောင်နိုင်ခဲ့ပြီးအခုအချိန်ကခမဲတော်ကိုကယ်တင်ဖို့နဲ့အင်ပါယာကြီးကိုကာကွယ်ဖို့အချိန်ပဲသွားတော့ဝေယံသွားတော့ဆရာတော်ဝိသုဒ္ဓကဝေယံကိုနှုတ်ဆက်လိုက်ပါတယ်ဝေယံကသူရိယတိုင်းပြည်စီကိုချက်ချင်းပြေးထွက်သွားပါတော့တယ်သူရိယတိုင်းပြည်ကိုမရောက်ခင်နေဆက်မှာဝေယံကမင်းကြီးအပေါ်အလွန်သစ္စာရှိပေမဲ့တန်မြာကြီးလွတ်နဲ့စစ်တေနာပတိဘိုးချုပ်ဘိုးထွန်းနဲ့တွေ့ဆုံခဲ့ပါတယ်မင်းဘသူလဲပြီးတော့မင်းစီမှာဒီနတ်သားကဘလို့လောက်ရောက်နေတာလဲငါတို့တိုင်းပြည်တွေကိုဘလို့တက်တီနဲ့ဝင်လာတာလဲကျွန်တော်ကမင်းကြီးဝီကရရဲ့သားတော်အင်ရှင်မင်းသားဝေယံမှာကျွန်တော်ခမဲတော်ကိုလူယုံမှဝင်ကြီးချုပ်ဥဒုစရိုက်လက်ထက်ကနေကယ်တင်ဖို့လာတာပါအင်ရှင်မင်းသားမင်းကြီးရဲ့သားတော်ကပျောက်ဆုံးသွားတာနှစ်ပေါင်းများစွာကြာလာပါပြီမင်းကတာမန်လိန်လည်လက်ပြားသူတယောက်ပဲဖြစ်ရမယ်ဘိုးချုပ်ခမရကမင်းကြီးအပေါ်တကယ်သစ္စာရှိတယ်ဆိုရင်ကျွန်တော်ရဲ့အမှတ်သားတစ်ခုကိုနားထောင်ကြည့်ပါကျွန်တော်မယ်တော်ခမရကိုနောက်ဆုံးအချိန်နှုတ်ဆက်ခဲ့တဲ့နေရာကဘယ်မှာလဲပြောပြပါမိဖုရားကြီးကကျွန်တော်ကိုနန်းတော်ရဲ့အနောက်ဘက်တကားမှာနှုတ်ဆက်ခဲ့ပြီးသူရိယရဲ့စစ်မှန်တဲ့အဆောင်ရှောက်ကအမောင်တုကိုဘယ်တော့မှမကြောက်ဘူးလို့မိန့်ကြားခဲ့ပါတယ်ဒီစကားကိုမင်းကြီးနဲ့မိဖုရားကြီးပဲသိတာမဲတော်ပေးခဲ့တဲ့နောက်ဆုံးလက်ဆောင်ကရောဘာလဲဥတောင်းတောင်တစ်ချောင်းမှာကျွန်တော်မျက်စိကွယ်နေခဲ့မိပြီးအရှင်ကကျွန်တော်တို့ရဲ့မင်းသားလေးတကယ်ပဲဖြစ်ပါတယ်ဝေယံနဲ့ဘိုးချုပ်ဘိုးထွန်းတို့ကနန်းတော်တွေကိုဝင်ရောက်ဖို့အတွက်အစီအစဉ်တွေကိုချက်ချင်းရေးဆွဲကြပါတယ်သူတို့ကတကောင်ရံအချိန်မှာနန်းတော်တွေကိုလှုပ်ဝက်ဝင်ရောက်ခဲ့ကြပါတယ်လူရုံးမှဥဒုစရိုက်ကဘရင်လှုပ်ဖို့ပြင်ဆင်နေပြီးမင်းကြီးဝီကရကိုတော့အမောင်တိုက်ထဲမှာပိတ်လောင်ထားတာကိုသူတို့မြင်တွေ့လိုက်ရပါတယ်မနှက်ဖြန်မနှက်ကြရင်ငါဘရင်ဖြစ်ပြီးအခုဘယ်သူမှငါ့ကိုမတားနိုင်တော့ဘူးမင်းမသွားပြီးဥဒုစရိုက်သူရိယရဲ့ဘရင်ကတရားဆောင်သူမှသာဖြစ်ခွင့်ရှိတယ်မင်းလိုလောဘသားမဟုတ်ဘူးဘယ်သူလဲဟာဒီကောင်လေးကဖန်ဆန်မင်းကဘယ်သူလဲငါကအင်ရှင်မင်းသားဝေယံမယ်မ
မိဖုရားရွှေဝါရဲ့သားဖြစ်ပြီးသူရိယရဲ့စစ်မှန်တဲ့အမွေခံမယ်မင်းရဲ့ဆုံးသက်တွေအားလုံးအခုပြီးဆုံးသွားပြီမင်းကိုအခုပဲတတ်ပြမယ်ဥဒုစရိုက်ကဝေယံကိုအစိတ်အသက်တွေနဲ့တိုက်ခိုက်ပါတယ်ဝေယံကနတ်ပေးစွမ်းရည်နေနတ်သားတွေနဲ့ပြန်လဲတိုက်ခိုက်ပါတယ်ဝေယံရဲ့လှုပ်ရှားမှုတိုင်းမှာမဲတော်နတ်မင်းကြီးရဲ့ခွန်အားတွေပါဝင်နေပါတယ်နတ်သားကဥဒုစရိုက်ရဲ့မကောင်းတဲ့စွမ်းရည်တွေကိုဖျက်တောက်လိုက်ပါတယ်ဥဒုစရိုက်ရှုံးနေသွားပြီးအဖက်ခံလိုက်ရပါတယ်ဝေယံကချက်ချင်းသွားပြီးခမဲတော်မင်းကြီးဝီကရာကိုအချုပ်ကနေကယ်ထုတ်လိုက်ပါတယ်မင်းကဘာတူလဲတငယ်မင်းကငါအသက်ကိုရောငါတိုင်းပြည်ကိုရောကယ်တင်လိုက်တာပဲခမဲတော်ကျွန်တော်ကခမဲတော်ရဲ့သားတော်ဝေယံပါမိဖုရားရွှေဝါရဲ့သားတော်ဝေယံပါငါသားမင်းပြန်ရောက်လာပြီပေါ့မင်းရဲ့ဆင်းရဲတဲ့ဒုက္ခတွေအခုပြီးဆုံးပါပြီမင်းကစစ်မှန်တဲ့မင်းသားတစ်ပါးပဲမင်းကြီးဝီကရာကဥဒုစရိုက်ကိုထိုက်တဲ့အပြစ်ဒဏ်ပေးလိုက်ပြီးနောက်တရက်မှာပဲအရှင်မင်းသားဝေယံပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်းတိုင်းပြည်လုံးကိုကြေညာလိုက်ပါတယ်ဝေယံကိုလည်းနတ်နှင့်ဗိတ်သိက်ခံယူစေပါတယ်ဒါတော့မင်းကိုနှိပ်စက်ခဲ့တဲ့ရွာသားတွေကိုအပြစ်ပေးဖို့ကမင်းရဲ့အခွင့်အရေးပဲသူတို့ကမင်းပေါ်အရန်ရက်ဆက်ခဲ့ကြတာသူတို့ကိုခေါ်ပြီးအပြစ်ပေးတဲ့နဲ့မဟုတ်ဘူးခမဲတော်သူတို့ကိုအပြစ်ပေးလိုက်ရင်ကျွန်တော်ချိန်စားရဲ့မောင်သူကိုပြန်ရောက်သွားပါလိမ့်မယ်မဲတော်နတ်မင်းကြီးကကျွန်တော်ကိုခွန့်လွတ်ခြင်းလမ်းစဉ်ကိုပြသခဲ့ပါတယ်ကျွန်တော်အခုပဲရွာကိုယထာလုံးကြီးတွေလွတ်စေချင်ပါတယ်ဒီထဲမှာစံရည်စပါအဝတ်အထည်နဲ့ရွှေငွေတွေပဲပါရမယ်ရွာသားအလုံး3နှစ်တိုင်တိုင်အလကားစားတော့နိုင်ဖို့နဲ့အိမ်ကောင်းကောင်းဆောက်နိုင်ဖို့ထောက်ပံ့ပေးချင်ပါတယ်ဘာလို့လဲသားတော့သူတို့ရဲ့မုန်းတီးမှုတွေဆိုတာဆင်းရဲမွဲတေမှုနဲ့မတိနားမလည်မှုကြောင့်ဖြစ်တာပါသူတို့ကိုမေတ္တာနဲ့စီးစိမ်နေပေးလိုက်ရင်သူတို့ဘိုက်ဝါပြီးစိတ်ထဲမှာကြောက်ရွံ့မှုမရှိတော့တဲ့အခါသူတို့ကိုယ်တိုင်နောင်တရလာပါလိမ့်မယ်စစ်မှန်တဲ့ဘရင်ဆိုတာတရားစီရင်တာထက်ခွင့်လွှတ်ခြင်းနဲ့ပြုပြင်ပြောင်းလဲခြင်းကိုပိုပြီးယုံကြည်ရပါမယ်ဝေယံရဲ့ဆုံးဖြတ်ချက်အတိုင်းဗိုလ်ချုပ်ဗိုလ်ထွန်းကရွာကိုသွားခဲ့ပါတယ်ဗိုလ်ချုပ်ကယထာလုံးကြီးတွေနဲ့ရိတ်ကောက်တွေတည်ဆောင်လာတဲ့အခါဥပဒေနဲ့ရွာလူကြီးတို့ကကြောက်လန့်နေကြပါတယ်အင်ရှင်မင်းသားဝေယံကလက်စားချေဖို့လာတယ်လို့သူတို့ထင်နေကြတာပါဗိုလ်ချုပ်ကျွန်တော်တို့အပြစ်ရှိမှန်းသိပါတယ်အင်ရှင်မင်းသားဝေယံကိုကျွန်တော်တို့ကိုပဲတက်ခိုင်းလိုက်ပါကျွန်တော်တို့ရဲ့ကလေးတွေကိုတော့ချမ်းသာပေးပါအင်ရှင်မင်းသားကခမည်းတော်ကိုခွန်လွှတ်လိုက်ပြီးခမည်းတော်ဆင်းရဲတွင်းကလွတ်အောင်ဒီရွှေငွေနဲ့ရိတ်ကာတွေကိုပေးသနာလိုက်တာပဲဥဝထင်းတဲ့ရွာလူကြီးတို့ကအတန်ထွက်ပြီးငိုကြပါတော့တယ်သူတို့လုပ်ခဲ့တဲ့အပြုမှုတွေအတွက်တိမခံနိုင်အောင်နောင်တရကြပါတယ်သူတို့အမင်္ဂလာကောင်လို့သတ်မှတ်ခဲ့တဲ့သူကတကယ်တော့သူတို့ရဲ့ကယ်တင်ရှင်နတ်သားလေးဖြစ်နေခဲ့တာပါအင်ရှင်မင်းသားဝေယံကသူ့မယ်တော်ရဲ့ချိန်စာကိုအပိတိုင်ချိုးဖျက်နိုင်ခဲ့ပြီးသူ့ရဲ့ကောင်းကြီးတွေကိုလောကကြီးရဲ့ဆင်းရဲဒုက္ခတွေပပျောက်အောင်အသုံးချခဲ့ပါတယ်သူကဘရင်ဖြစ်လာတဲ့တိုင်အောင်နှိမ်ချပြီးတနာကျင်နာတတ်တဲ့သူအဖြစ်ဆက်လက်တည်ရှိနေပါတော့တယ်ဟုတ်ကဲ့ပါဒီနေ့အတွက်ပုံမြင်လေးကတော့ဒီလောက်ပါပဲเนาะပုံမြင်လေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ channel လေးကိုလည်း like and subscribe နှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်နောက်ထပ်ပုံမြင်အသစ်တွေနဲ့ပြန်လာခဲ့ပါအောင်မယ်ရှင်